皆さん、こんにちは。ဒီဗီဒီယိုထဲမှာ try and three grammar ကအခန်း6ပါမယ်နော်ဆိုတော့ဘယ်ကနေစမှာလဲဆိုလို့ရှိရင်50 grammar pattern ကနေပြီးတော့မှ okagete ဆိုတဲ့ဟာလေးနော် okagete ဆိုတဲ့ grammar pattern လေးကနေစပါမယ် okagete ဆိုတာကဘာလို့ဘယ်လိုအဓိပ္ပာယ်လဲဆိုလို့ရှိရင်ကျေးဇူးကြောင့်ဘာလဲဆိုလို့ရှိရင်ရှေးကဟာကြောင့်ပေါ့နော်ရှေးကဟာကြောင့်နောက်ကဟာကကောင်းတဲ့ရလဒ်တွေထွက်လာတယ်ကောင်းတဲ့ဟာတွေပြောလိုက်တယ်နော်ကျေးဇူးကြောင့်ကျမ်းပါပါတယ်ကျေးဇူးကြောင့်အဲ့လိုမျိုးနောက်ကကောင်းတဲ့ဟာတွေလိုက်ပါတယ်အဆင်ပြေပြေဖြစ်သွားပါတယ်အဲ့လိုပုံစံမျိုးနော်ဆိုတော့အားဆိုရင်သူ့ကိုဘယ်လိုမှတ်မလဲဆိုလို့ရှိရင်ကျေးဇူးကြောင့်ပေါ့နော်ကြောင့်ဆိုတဲ့နေရာမှာပို့ပြီးတော့မှကျေးဇူးကြောင့်နောက်ကပို့ပြီးတော့မှကောင်းတဲ့ဟာတွေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျေးဇူးကြောင့်လို့ဆိုပြီးတော့ထည့်ပြီးတော့မှတ်လိုက်ပါမယ်ဆိုတော့သူ့ရဲ့ဘယ်လိုသုံးမလဲဆိုတော့သူကနောက်ကပေါ့နော်ရှေ့မှာအကြောင်းရင်းရှိမယ်အဲ့ဒီအကြောင်းရင်းကြောင့်နောက်ကဟာကကောင်းတဲ့ဟာတွေဖြစ်လာတယ်အဲ့လိုမျိုးကျေးဇူးတင်တဲ့စိတ်နဲ့ပြောချင်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီလိုမျိုးသုံးပါတယ်နော်အဲ့တော့ okagete အဲ့တော့သူ့ရဲ့ရှေ့မှာပါလိုက်လေဆိုလို့ရှိရင် set ပေါ်နေရကျတော့ plain form လိုက်တယ်ပေါ့နော် plain form လိုက်တယ်ဒါပေမဲ့လို့ plain form ကနာရဲ့ကျတဲ့မှာဆိုရင်ဒါဖြုတ်ပြီးတော့နာပဲပြန်ထည့်မယ်နာရဲ့ကျတဲ့မှာဆိုရင်နာရဲ့ကျတဲ့အတိုင်းပဲနောင်ဆိုရင်ကျတော့ဒါဖြုတ်မယ်နောထည့်မယ်အဲ့တော့တော်တော်များများသုံးလေးသုံးတာရှိတာကကျတော့နောင်လေး okagete ဆိုတာတော့သိမယ်နော်နောင်တော့ okagete နောင်တော့ okagete ဆိုတော့အဲ့လိုမျိုးဆိုလို့ရှိရင်ကျေးဇူးကြောင့်ရှေ့ကဟာကြောင့်အနောက်ကဟာကကောင်းတဲ့ຢာတွေဖြစ်လာတယ်အဲ့လိုမျိုးဆိုရင်သုံးတယ်နော်ဆိုတော့အရှိမ plain form လိုက်တယ်နာအေဂျစ်ဆိုရင်နာအေဂျစ်တဲ့အတိုင်းပဲနောက်ဆိုရင်ကြတော့နော်ပြန်ထည့်မယ်အဲ့ဒါဆိုရင်ဖတ်ကြည့်အောင်နော် example စာကြောင်းက1番がじゃあ今年の夏は新しいエアコンのおかげで快適に過ごせたအဲ့တော့ तू ကဘယ်လိုမျိုးလဲဆိုရင်ဒီနှစ်နေရာဒီကတဲ့ဒီအဲကွန်အတစ်ရဲ့ကြီးစုကြောင်းပေါ့နော်အတစ်ဖြစ်ပေါ်လာတဲ့အဲကွန်တွေကြောင့်ခိုက်တခိနိဆိုရင်ကြတော့တက်တာဖြစ်စွာနဲ့စုကောစေတာဆိုရင်ကြတော့အကုန်လုံးနိုင်ခဲ့တယ်ပြောချင်တာကနေရာဒီကိုပေါ့ပေါ့တက်တာနဲ့ဖြတ်တန်းနိုင်ခဲ့တယ်လို့ပြောချင်တာနော်အဲ့နောက်တစ်ခုကကြတော့နိရေလေးကကြတော့ခိုတိုးမို့နော်ခိုတိုးမို့နော်ပြောခီကကလေးတွေရဲ့ယောဂကတဲ့နာအိုတနော်ကကလေးတွေယောဂပျောက်ကင်းသွားခဲ့တာကတော့တဲ့ယာမရှိတဆန်စင်းတော့ဥခါခဲ့တဲ့ယာမရှိတဆရာရဲ့ဂျေစုကြောင့်ပဲဖြစ်ပါတယ်ယာမရှိတဆရာရဲ့ဂျေစုကြောင့်ဖြစ်တယ်ဆန်းကကြတော့မင်းနာကတက်စတတ်တဲ့ခရတာဥခါခဲ့တဲ့ဟိခိုရှိကဟာယာခုစွန်တာအဲ့တော့အကောင်လုံးပေါ့နော်ကိုကြီးပေးခဲ့တဲ့ဂျေစုကြောင့်အမှဆိုလို့ရှိရင်လည်းတာဖောင်ပေါ့နော်ဇာတာဥခါခဲ့တဲ့အပေါ်မှာဆိုရင်ကကျတော့ယာမရှိတဆန်စင်တော့ okagete အဲ့ကကျတော့ noun တော့ okage ပေါ့နော်အောက်ကဟာကကျတော့ plain form verb plain form plus okagete ပုံစံနဲ့အကောင်လုံးရဲ့တဲ့ကုညီပေးမှုဒီကြောင့်တဲ့ကုညီပေးခဲ့တာတွေကြောင့်ပေါ့နော်ပြောင်းရွှေ့တာကတဲ့စောစောစီးပဲအမြန်ပြီးသွားတယ်ပေါ့နော်အမြန်ပြီးသွားတယ်ရုံးကကြတော့ kiko က ondana okagete ပေါ့နော်kiko ဆိုတာကဒီလေတူကပေါ့နော် ondana okagete ဆိုရင်ကကြတော့ပူနေလာတာကြောင့်ဒီရာသီဥတုတွေကဘာလဲဆိုလို့ရှိရင်ဒီပူနွေးလာတာကြောင့်ပေါ့နော်နွေးလာတာကြောင့်ရာသီဥတုတွေကပူနွေးလာတာကြောင့်တဲ့ဒီနားတစ်ဝိုက်မှာဆိုရင်ခုနိုအတာရီတဲ့ဒီနားတစ်ဝိုက်မှာဆိုလို့ရှိရင်စကူရာရဲတို့မိခံဝါပေါ့နော်ဒီနားတစ်ဝိုက်မှာစိုက်ထားတဲ့ပြုလုပ်ထားတဲ့ဒီမိခံပေါ့နော်ဒီလေမော်သေးတွေကဆိုရင်တဲ့အမခုတဲဟိုရှိတို့ရောပန်တဲ့အမခုတဲဆိုရင်ကကြတော့ရှို့ပြီးတော့မှအရသာရှိတယ်ဆိုပြီးတော့မှတဲ့ခုံတဲ့ထွက်ပါတယ်တဲ့ဟုတ်ပြီနော်အဲ့တော့ဒီရာသီဥတုပူနွေးလာတဲ့အတွက်ကြောင့်မို့လို့နောက်ကဒီလိမ္မော်ဒီထရဆိုလို့ရှိရင်ရှုပ်ပြောမှအရသာရှိရဲဆိုတော့ရလက်ကောင်တွေထွက်လာတယ်ငါးကကြတော့ဒီအိုကန်ခိですかနေကောင်းလားဆိုလို့ရှိရင်အမြဲတမ်းပြန်ပြီးဘယ်လိုဖြေရမလဲဆိုရင်အိုခါကေဆာမာတဲ့ပေါ့နော်ဂျေစုကြောင့်နေကောင်းပါတယ်မေတ္တာကြောင့်ပေးပို့တဲ့မေတ္တာကြောင့်နေကောင်းပါတယ်လို့ပြောချင်တာအိုခါကေဆာမာတဲ့ရမယ်နော်အဲ့ဆိုလို့ရှိရင်နောက်တစ်ခုသွားရအောင်ဖတ်တဲ့မီရောလေးတွေဖြေထားပေးပါနောက်တစ်ခုကကြတော့အိုツကြည့်တယ်အိုツကြည့်တယ်ဆိုရင်ကကြတော့တစ်လျှောက်လုံးလို့ပြောတာတစ်လျှောက်လုံးတစ်နှစ်လုံးတစ်ခုလုံးပေါ့နော်တစ်ခုခုရှိမယ်အဲ့ဒီရှေ့ကဟာတစ်လျှောက်လုံးအဲ့လိုပုံစံမျိုးပြောချင်တာတစ်လျှောက်လုံးဆိုတဲ့အဓိပ္ပာယ်အဲ့ဒီမှာသူကဆက်စုပုံကဘာရှိလဲဆိုရင်
အို့စုကြည့်တဲ့အို့ထိုးရှိတဲ့နောက်စလုံးသုံးလို့ရတယ်အဲ့ဒီရှိမှလိုက်မှာကကြတော့ကြည်ခံတော့ခုတူပါကြည်ခံတော့ခုတူပါဆိုတာကအချိန်တွေပဲလိုက်မယ်ပေါ့နော်အချိန်စကားလုံးတွေပဲလိုက်တယ်တစ်ချောင်းလုံးတစ်နှစ်လုံးတစ်ဘဝလုံးတစ်သက်လုံးပေါ့နော်အဲ့လိုမျိုးဒီတရားဒီလုံးပဲဖြစ်ဖြစ်အဲ့ဒီလိုမျိုးအချိန်ခုတူပါတွေလိုက်ပါမယ်တဲ့သူကဘယ်လိုမျိုးသုံးတာလဲဆိုရင်ကြတော့အဲ့ပီနာလေးမှာဘယ်လိုရေးမှတ်ထားမလဲဆိုလို့ရှိရင်တစ်ချောင်းလုံးဆိုပြီးတော့ပီနာလေးမှာခေတ္တလေးနဲ့ဖြစ်ဖြစ်ဘောပင်လေးနဲ့ဖြစ်မှတ်ထားပြီးတော့เนาะတစ်ချောင်းလုံးဆိုတော့ဒီကမှာပတန်ရဲ့အဓိပ္ပာယ်ကတစ်ချောင်းလုံးဖြစ်ပါတယ်ဟိုက်သူကဘယ်နေရာမှာသုံးတာလဲဆိုရင်ဆိုနိုအာီဒါစွတ်တိုတိုဤတိုင်းဒုခိအဲ့ဒီအချိန်တုန်းကပေါ့เนาะတောက်လျှောက်ဒီလိုပဲအဲ့ဒီအချိန်တုန်းကတော့အဲ့ဒီကာလတုန်းကတော့တောက်လျှောက်ပဲလို့အဲ့လိုမျိုးပြောချင်တဲ့အခါမျိုးမှာသုံးတာပေါ့เนาะဆိုတော့ old စုကြည့်တဲ့ old ထိုးတဲ့ရဲ့အချိန်မှာအချိန်လိုက်မယ်အဲ့ဒီအချိန်တစ်လျှောက်လုံးမှာလို့ပြောတာအဲ့ဆိုရင် example စာကြောင်းလေးကိုဖတ်မယ်เนาะဒီချီကကြတော့ကျိုတိုဝါတဲ့이치는 오츠지대ကျိုတိုကတစ်နှစ်ပတ်လုံး탁산어한국야쿠가 오도수레로တစ်နှစ်ပတ်လုံးပေါ့เนาะဒီလာရောက်လေပဲတဲ့သူတွေကတဲ့ဒီ한국야쿠ဆိုတာကကြတော့အဲ့လိုပြောမယ်ဆိုလို့ရှိရင်6ပြောကြည့်ပြီးတော့ခရီးသွားလို့ပုံစံမျိုးပေါ့နော်6ပြောလေပဲကြည့်ရှုတဲ့သူတွေကဆိုလို့ရှိရင်ねအိုတိုဆိုရဲတို့လာရောက်လေပဲကြပါတယ်တဲ့လေပဲသွားတဲ့သူတွေကဆိုလို့ရှိရင်လာရောက်လေပဲကြတယ်နေ့ကကြတော့ခိုးချိုးနိုင်ဝဆိုရင်ကြတော့ဒီဆောက်လုပ်ရေးလုပ်ငန်းတွေမှာဆိုရင်南看屋是几代南看屋是几代気温湿度が一定に保たれていますအဲ့တော့သူကပြောချင်တာကဘာလဲဆိုရင်ဒီတစ်နှစ်အတွင်းမှာပေါ့နော်နန်းခမ်းဆိုတာကတစ်နှစ်ပေါ့နော်ပြောမယ်ဆိုအဲ့တော့တစ်နှစ်မှာလည်းပဲတဲ့ဒီစက်ရုံတွေထဲမှာဆိုလို့ရှိရင်တဲ့တစ်နှစ်ပတ်လုံးပေါ့နော်ဒီတစ်နှစ်ပတ်လုံးမှာဒီခင်ကိုအပူချိန်နေရှိစုသူဆိုရယ်ဒီစူတိုင်းစားတွေပေါ့နော်အဲ့ဒီဟာတွေကိုအစ်သိန်းနေတသက်မှတ်တဲ့တာမိုတာတဲ့ဒိမ်းမှာတသက်မှတ်တဲ့ထိန်းနေထားပါတယ်တသက်မှတ်တဲ့ထိန်းထားပါတယ်ဆိုတဲ့ဒိတ်ပဲစမ်းကားကြတော့အိုတိုတိုပါပေါ့နော်ဒီညီလေးကရှုကခုနော်ဇန်နန်ခံအိုထိုးရှိတဲ့ပေါ့နော်အဲ့တော့သူကဒီအလေတန်းကြောင်း၃နှစ်စလုံးကို၃နှစ်စလုံးမှာ၃နှစ်ပတ်လုံး၃နှစ်တစ်ချောင်းလုံးပေါ့နော်အဲ့ဒီမှာတဲ့မူချီခိုခိုမုခဲစေခိတတမူချီခိုခိုဆိုတာဘာလဲဆိုရင်နောက်မကြခဲ့ဘူးချီခိုကိုဆိုတာကနောက်ကြတာမူချီခိုကိုဆိုတာနောက်မကြဘူးခဲစေခိဆိုတာကပြက်ကွက်တာမူစေခိစေခဲစေခိနော်မူခဲစေခိဆိုရင်ကတော့မပြက်ကွက်ဘူးလို့ပြောတာတော့ဒီအလေတန်းစတဲ့နှစ်၃နှစ်စလုံးမှာ၃နှစ်ပတ်လုံးမှာနောက်လည်းနောက်မကြဘူးပြက်လည်းမပြက်ကွက်ဘူးလို့ပြောတာဟဲ့နောက်တစ်ခုတော့အောင်နောက်တစ်ခုကကြတော့တတ်တဲ့မီရောလေးဖြေထားပေးပါအောင်နောက်တစ်ခုကကြတော့မာဆန်ကာဟုတ်ပြီနော်မာဆန်ကာဆိုရင်ကကြတော့ဘယ်လိုပြောမလဲမဟုတ်လားဆိုတဲ့အဓိပ္ပာယ်နော်မဟုတ်လားဆိုတဲ့အဓိပ္ပာယ်ပါမာဆန်ကာကအဖူလောက်မှာအ5အဖူလောက်မှာတည်ခဲ့တာကကြတော့ကြမလားဆိုတဲ့အဓိပ္ပာယ်နော်နောက်တစ်ခုကကြတော့မဟုတ်လားနိုင်ကမဟုတ်လားအဲ့လိုပုံစံမျိုးလည်းပြောလို့ရတယ်မာဆန်ကာဟုတ်ပြီမာဆန်ကာကြည့်အောင်ဒီနားလေးမှာမာဆန်ကာမဟုတ်လားလို့ရေးပေးထားပါအောင်ဆိုတော့ဆက်စုပုံကပါလိုက်လဲဆိုတော့မာဆန်ကာဆိုတော့ verb ဆိုလို့ရှိရင်တော့ verb mass ကနေပြီးတော့မာဆန်ပြောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ရိုးရိုးတတန်းလေးပဲ mass ပြုတ်ပြီးတော့ verb mass ကပြောင်းလိုက်မယ်အောက်ကဆက်စုပုံတွေကိုကြည့်အောင်နော်သူကပြောမယ်ဆိုရင်တော့9 form ပဲပြောင်းလိုက်တာ။ဒါ e ရဲ့ကြည့်တဲ့ဆိုရင်လည်း e ဖြုတ်ပြီးတော့ခု9လေဟုတ်တယ်မလား။အဲ့တော့ e ဖြုတ်ပြီးတော့ခု9 days က e ဖြုတ်ပြီးတော့ခုအာဒီမာဆာကနာရဲ့ကြည့်တဲ့ဆိုရင်လည်းနာဖြုံဝင်ကြနောင်ဆိုရင်လည်းဂျာပေါင်းလိုက်မယ်။ဂျာ9 days ကဂျာအာဒီမာဆာကဆိုတဲ့ပုံစံပဲနော်။အဲ့တော့မဟုတ်လားကိုဘယ်လိုနေရာမှာသုံးလဲပေါ့နော်။အပေါ်ကသူဒါလေးတွေကိုကြည့်အောင်နော်။ဟာအဲ့ဒါဆိုလို့ရှိရင်ကြည့်အောင်私は何々と思いますかကျွန်တော်ကဒီလိုလို့တွေးလိုက်ပြင်မဲ့ပေါ့နော်အနာတာမို့ကျွန်တော်ကဒီလိုလို့တွေးလိုက်ပြင်မဲ့အနာတာမို့အနာကြီးရောနေမင်းရောတူညီတဲ့ပုံစံနဲ့ပဲဘမို့တေရှောတွေးတယ်မဟုတ်လားအဲ့လိုပုံစံမျိုးပေါ့နော်ခိခိတိန်နီဒိုအီအိုမိုတိုမဲတို့တိုခိနီစကောက်ဒီနားထောင်နေတဲ့တစ်ဖက်လူရဲ့ဒီထောက်ခံချက်ကိုပေါ့နော်တောင်းခံတဲ့ပုံစံမျိုးတောင်းတဲ့အခါမျိုးမှာဆိုရင်တောင်းခံတဲ့ပုံစံမျိုးတောင်းတဲ့အခါမျိုးမှာဆိုရင်သုံးတယ်ဥရှာပေးသည့်တေဝါဆိုတာစကားပြောရပါမှာဆိုလို့ရှိရင်တော့9ဆိုပြောပဲပြောပါတယ်တဲ့ဟဲ့အဲဆိုရင်ကြည့်အောင်一起班ရေးဘာသာပြန်ကြည့်မယ်နော်
最近自転車通勤する人が増えていますが、အခုတတော့ဒီစက်ဘိန်းနေပေါ့နော်။ဒီအလုပ်တက်တဲ့သူတွေတိုးလာတယ်မဟုတ်လားそうですね。昔は少なかったのに、そうですねဟုတ်တယ်နော်။အရင်တော့နေခဲ့တယ်။နေခဲ့ပေမဲ့နေခဲ့တာနဲ့ခုတော့များလာတယ်ပေါ့နော်။ခုတော့များတယ်။ဟုတ်အဲ့မှာ तू အခုလက်ရှိမှာပေါ့နော်ဒီစက်ဘိန်းနဲ့အလုပ်တက်တဲ့သူတွေများလာတယ်မဟုတ်လားဆိုပြီးတော့များလာတဲ့အကြောင်းကိုတစ်ဖက်လူကလည်းဒီလိုထင်ပါပဲတစ်ဖက်လူကလည်းဒီလိုမျိုးဟုတ်တယ်နော်လို့ပြောတာကိုလိုချင်တာအဲ့လိုပုံစံမျိုးမို့လို့ဘာသာကမဟုတ်လားနဲ့ပြီးတယ်အဲ့အဲ့ဆိုရင်နီးထားရအောင်နော်နီးရကြတော့ちょっと寒くないですかနည်းနည်းတော့မအေးဘူးလားပေါ့နော်ちょっとအနေငယ်အေးတယ်မဟုတ်လား寒くないですかအေးတယ်မဟုတ်လားမအေးဘူးမဟုတ်နော်အေးတယ်မဟုတ်လားပေါ့နော်寒くないですかအေးတယ်မဟုတ်လားそうですねまあどう締めましょうかဟုတ်တယ်နော်ပြတင်းပေါက်ပိတ်ကြရအောင်လားはいဆန်းလေးသွားရအောင်နော်ဆန်းကကြတော့この上着誰のですかဒီအပေါ်ဘုံကဘသူရဲ့ဟာလဲ佐藤さんのじゃありませんか佐藤さんဟာမဟုတ်ဘူးလားနော်佐藤さんဟာမဟုတ်ဘူးလား佐藤さんဟာမဟုတ်ဘူးလို့ပြောတာမဟုတ်ဘူးနော်သူကဆိုရင်မိကုန်းစကားလုံးလေးပါတယ်佐藤さんဟာမဟုတ်ဘူးလား佐藤さんさっきそこに座ってましたからအဲ့တော့ဒီ佐藤さんကတဲ့အစောနာလေးတင်မဲ့အဲ့ဒီနေရာမှာထိုင်နေခဲ့တာကြောင့်ဖြစ်ပါတယ်တဲ့အဲ့ဒီမှာ座ってましたからဆိုတာကတဲနေမနဲ့ထားတယ်မှာဤလေးပါနော်ထိုင်နေခဲ့တာဖြစ်တာကြောင့်အဲ့တော့သူအလေက e ကိုဖြုတ်တဲ့ပုံစံမျိုးနဲ့သုံးတာနော်ကျုံကကြတော့နဲအင်းนี่ကိုကြီးကရှင်လိုက်ဆိုရင်ကြတော့သူကဘယ်လိုပြောချင်တာလဲဆိုလို့ရှိရင်ဒီအင်းนี่ကိုကြီးဆိုတာကကောင်းတဲ့အနက်အနက်ရတယ်မဟုတ်လားそれဟုတ်တယ်ရတယ်そこにパン屋さんがあるよဟိုကနေမှာပေါမောက်ဆိုင်ရှိတာပဲလေခေါကကြတော့あの人ဟိုကလူကတဲ့営業の本田さんじゃないဆိုတော့営業ဆိုတာကကြတော့ဒီ本田さんမဟုတ်လားတဲ့営業ဆိုတော့ပြောမလဲပြောမယ်ဆိုတော့စီးပွားရေးလုပ်တာပဲပေါ့နော်အဲ service ပေးတဲ့ဘယ်သူလဲဆိုတော့သူကနာမည်ကကြတော့honda san မဟုတ်လားတဲ့ဟွန်တိုတာဟုတ်တယ်တကယ်ပဲတို့ကကြတော့ねこの時可愛くないဆိုတော့ဒီနိုင်ရတဲ့ချစ်ဖို့ကောင်းတယ်မဟုတ်လားဒဲမို့ဒါပေမဲ့တဲ့ちょっと高くないかနည်းနည်းဈေးမကြီးဘူးလားနည်းနည်းဈေးကြီးရမဟုတ်လားနည်းနည်းတော့ဈေးမကြီးဘူးလားလို့မြင်ရပါတော့ချစ်ဖို့ကောင်းတယ်မဟုတ်လားဆိုတော့တဲ့ချစ်ဖို့ကောင်းတယ်လို့တော့ထောက်ခံတယ်ဒါပေမဲ့တိတ်ပြီးတော့ဈေးမကြီးဘူးလားတဲ့လို့မြင်ကြနော်ဟေးဆိုရင်ချက်တင်မျိုးလေးလုပ်ထားပေးပါအောင်နောက်တစ်ခုကကျတော့တိုယူတိုယူတိုယူတိုဆိုတဲ့အဓိပ္ပာယ်ကကျတော့လူပြောလိုက်တာ ਨੇ လို့မှတ်ထားမယ်နော်မြန်မာလိုကကျတော့လူပြောလိုက်တာ ਨੇ လို့ပြောလိုက်တာ ਨੇ တိုယူတိုရဲပါလို့ပြောလိုက်တာ ਨੇ အရှိကဟာလို့ပြောလိုက်တာ ਨੇ ကိုကတခုခုတတိယသွားတဲ့ပုံစံမျိုးနဲ့သုံးတာသူရဲ့ဆက်စစ်ပုံက noun ရှိမယ် noun တိုယူတိုရဲပါတိုအစ်တာရှေ့ကဟာလို့ပြောလိုက်တာနဲ့နောက်ကဟာကိုတန်းပြီးတော့တတိယသွားတာမျိုးအဲ့တော့ကြည့်အောင်その言葉からအိုခုနော်အဲ့ဒီစကားလုံးလေးကနေပြီးတော့မှာတဲ့အိုခုနော်ဂိုင်းမေကအိုခုနော်人がイメージする物事を言うときに使うတော့အဲ့ဒီခုတို့ပါလေးကနေပြီးတော့မှလူတွေအများကြီးကနေပြီးတော့မှ image လောက်ထားရဲပေါ့နော် image ဖြစ်ထားတဲ့ဒီအရာတွေကိုတွေးမိသွားတဲ့အခါမျိုးမှာသုံးတယ်ဂျူမိန်နာမွန်တို့ရတိုင်းဟောတက်ခိနာမွန်တို့ကိုပြောနာမည်ကြီးတဲ့ဟာတွေပြောဆန်ဖြစ်တဲ့ဟာတွေပေါ့နော်တိုက်ပကယ်ဖြစ်တဲ့အဲ့ဒီဟာတွေကိုပြောတဲ့အခါမျိုးမှာဆိုရင်များတယ်တဲ့ဆိုတော့အရှိကဟာလို့ပြောလိုက်တာနဲ့အရှိကဟာလို့ပြောလိုက်တာနဲ့အနောက်ကဟာကလူတွေအများကြီးရလဲဒီလိုမျိုးပဲအရှိကဟာနဲ့ဆက်ဆက်ပြောလူတွေအများကြီးရလဲအနောက်ကဟာကိုတွေးမယ်ပြောဒီအရှိကဟာနဲ့ပတ်သက်ပြီးဆန်သတ်မှတ်ထားတဲ့တိုက်ပကယ်ဖြစ်တဲ့ဟောဒိုင်းဟောတက်ခိဖြစ်တဲ့ကိုစားပြုတဲ့ဟာဖြစ်တဲ့ပေါ့နော်အဲ့လိုမျိုးဟာတွေနာမည်ကြီးတဲ့ဟာတွေပေါ်လာတယ်လို့ပြောတာ
အဲ့ဆိုရင်一期ကိုကြည့်ကြည့်အောင်日本の花というとဂျပန်ရဲ့ပန်းလို့ပြောလိုက်တာနဲ့ဆာကူရာကすぐ顔に浮かぶဆာကူရာပန်းဆိုပြီးတော့တဲ့ချက်ချင်းခေါင်းထဲမှာပေါ်လာတယ်တဲ့ဟုတ်တယ်လေရှေ့မှာဂျပန်ရဲ့ပန်းဆိုပြီးတော့ပြောလိုက်တယ်ပန်းဆိုပြီးတော့ပြောလိုက်တာနဲ့အဲ့ဒီဂျပန်ရဲ့ပန်းနဲ့ပတ်သက်တဲ့ခေါင်းထဲမှာလူတွေအများကြီးသတ်မှတ်ထားတဲ့လူတွေအများကြီးခေါင်းထဲမှာပေါ်လာတဲ့ဒီနာမည်ကြီးတဲ့ဟာဆိုရင်ဘာဖြစ်မလဲဆိုရင်ဆာကူရာပန်းပဲဖြစ်မယ်ပြီနော်အဲ့အတွက်ကြောင့်မို့ဆာကူရာကすぐ顔に浮かぶဖြစ်သွားမယ်နော်နေရကြတော့ဂိုင်းခုတ်ကိုချင်းနေတဲ့နင်ခီနောအားတို့ခန်းကိုချီတို့ရေပါယာဟာရီကျော်တို့တဲ့ရှောကဆိုတော့ဒီနိုင်ငံသားလူမျိုးထံကိုတဲ့ဒီနမိတ်ကြီးတဲ့ခန်းကိုချီဆိုတာကကြတော့ဒီအလေပတ်ဒီနမိတ်ကြီးရဲ့ဒီအလေပတ်သွားလို့ရတဲ့ဒီနေရာတွေလို့ပြောလိုက်တာ ਨੇ ယာဟာရီထင်ထားတဲ့အတိုင်းပဲကျော်တို့တဲ့ရှောကထင်ထားတဲ့အတိုင်းပဲကျော်တို့ပဲမဟုတ်လားကျော်တို့ပဲဖြစ်လိမ့်မယ်မဟုတ်လားပေါ့နော်နိုင်ငံသားတွေထဲမှာပေါ့နော်လေပတ်လာတဲ့နေရာဆိုပြောမှနာမည်ကြီးတာခဲတူပဲမဟုတ်လားလို့ပြောတာပြီးရင် fast food အဲ့ဒါကဘာလဲဆိုရင် fast food ပေါ့နော် fast food လို့ပြောလိုက်တာ ਨੇ နန်တိုအစ်တေမိုဘာတွေဘယ်လိုပဲပြောပေါ့နော်ဟမ်ဘာဂါဒါတို့ဟမ်ဘာဂါပဲမဟုတ်လားအဲ့တော့ fast food လို့ပြောလိုက်တာ ਨੇ နန်တိုအစ်တေမိုဘာတွေပဲဘယ်လိုပဲပြောဟမ်ဘာဂါပဲဖြစ်တယ်မဟုတ်လားအဲ့တော့ fast food ဆိုတာတွေကပေါ့နော်တခြားဟာတွေမတွေ့တော့ဘဲနဲ့ဟမ်ဘာဂါဆိုတဲ့ဟာကိုပဲအရင်ဆုံးလူတွေအများကြီးကပြင်းပြနေအဲ့လိုပုံစံမျိုးနဲ့ပြောတာနော်အဲ့ပြီးရင်နောက်တစ်ခုကကြတော့ 冬のတဲ့ sports တို့ရတာစောင်းတွင်းရဲ့အားကစားလို့ပြောလိုက်တာ ਨੇ やっぱり好きだよတဲ့好きだよနဲ့တဲ့ဆိုတော့ထင်ထားတဲ့အတိုင်းပဲ好きဆိုရဲ skate season ပဲဖြစ် skate season ပဲဖြစ်တယ်ပေါ့လားတဲ့ skate season ပဲဖြစ်တယ်ဒီနော်တဲ့အဲ့ဒါဆိုရင်ထပ်ကြည့်အောင်နော်နောက်တစ်ခုကကြတော့ဘေခိတာဟုတ်ပြီနော်ဘေခိတာဆိုတာဖြစ်တဲ့ဒီဆိုတဲ့အဓိပ္ပာယ်ဘေခိတာကဘာလဲဖြစ်တဲ့ဒီနော်ဖြစ်တဲ့ဒီလုံးတဲ့ဒီဆိုတဲ့အဓိပ္ပာယ်တင့်ဒီမှတ်ထားမယ်နော်တင်တယ်လှုပ်တင်တယ်ပတ်တင်တယ်ပတ်တက်တယ်အဲ့တော့သူ့ရဲ့ရှင်မှာပါပဲလိုက်မှာလဲဆိုလို့ရှိရင် verb ပဲလိုက်ပါမယ် verb ဘေခိတာ verb ဘေခိ plus noun はい。နောက်ပြီးတော့အောက်မှာစုရုပ်ဘေခီဝါတဲ့စုဘေခီမို့စုကားပါတယ်လို့စုရုပ်ဘေခီဆိုပြီးတော့မှလုံးတဲ့နယ်ဆိုပြီးတော့အရှိကြီးမရေးပဲနဲ့စုဘေခီလို့သုံးတာမျိုးလည်းရှိပါတယ်တဲ့။ဟိုက်ကြည့်အောင်နော်အဲ့ဆိုရင်ဒိုးစုကောက်လေးကိုအမှာ一般的にရေဘူးရအပြင်တော့တဲ့နာနီနာနီစုရုပ်တော့ကထိုးစမ်းတာဒီလိုလော်ရတာကတော့ပုံမှန်ပဲတဘာဝပဲစုရုပ်တော့က正しいという時に使うဒီလိုလောက်တာကတော့ပုံမှန်ပဲမှန်တယ်လုံးတဲ့နဲ့အဲ့လိုမျိုးပြောတဲ့အခါမှာတုံးတယ်ရှိနိုင်တော့ကထိုးစမ်းတာという時はတဲ့ဆိုတော့ဘဲခီဆိုတာကတော့ဒီလိုကတော့လုံးတဲ့နဲ့မှန်ကန်တယ်အဲ့လိုပြောရင်တုံးတယ်ရှိနိုင်တော့ကထိုးစမ်းတာဒါပေမဲ့မလောက်တာကတော့ပုံမှန်ပဲဒီလိုမလောက်တာကတော့ပုံမှန်ပဲလို့ပြောတဲ့အခါမှာဘယ်လိုသုံးမလဲဆိုရင်စရုဘဲခီတေဝနိုင်လို့ပြောတယ်စရုဘဲခီတေဝနိုင်စရုဘဲခီဟိုဟာဆိုရင်ကတော့ verb ရုပ်ဘေခီပေါ့နော်ဒီမလောက်တာကမှန်နေဆိုရင်ကျတော့စုရုဘေခီဒေဝနိုင်ဖြစ်သွားမယ်တဲ့စုရုဘေခီဒေဝနိုင်လို့ပြောပါတယ်စုရုဘေခီဒေဝနိုင်ဆိုတာကိုတဲ့တစ်ဖက်လူကိုပေါ့နော်ကိုအင်းနီလှောက်ချမှုတွေနဲ့ပတ်သက်ပြီးတော့ need စီတဲ့ပတ်သက်ပြီးတော့သုံးမယ်ဆိုရင်ကျတော့ဆွမ်းသားခုတိုရှိတဲ့ဝိုင်ခဲနာဆိုပြီးတော့မှဒီစုရော်ကြီးအီမီကိုပြောတယ်အဲ့တော့သူကဘယ်လိုမျိုးလဲဆိုတော့ဘေခီဆိုတာကတော့ရေဘူးရအပြင်လောက်တာကတော့ပုံမှန်ပဲမှန်ကန်တဲ့အရာဖြစ်တယ်လို့ပြောရင်သုံးတယ်ကဲလို့ရှိနိုင်တော့အထူးစမ်းတာဒီလိုလောက်တာတော့ပုံမှန်ပဲဆိုတာရှိတယ်လို့ဒီဟာကိုမလောက်တာတော့လည်းပုံမှန်ပဲလို့ပြောချင်တဲ့အခါမျိုးမှာကျတော့စုရုပ်ပဲခီတေဝနိုင်လို့သုံးပါတယ်တဲ့ဟုတ်ပြီနော်စုရုပ်ပဲခီတေဝနိုင်လို့သုံးတယ်အဲ့ဒီမှာစုရုပ်ပဲခီတေဝနိုင်ကတစ်ဖက်လူရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ဒီအဲ့ဒီလူရောင်မလောက်တင်ဘူးဆိုပြီးတော့မှပေါ့နော်ဆွမ်းသားခုတိုအိုရှိတေဝိခဲနိုင်အဲ့လူကတော့မလောက်တင်ဘူးဆိုပြီးတော့မှစုရော်အီမီဖြစ်လာတာမျိုးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ပြောလို့ရှိရင်သုံးမယ်ဆိုရင်ချွေလောက်ပါတဲ့သတိထားပါလို့ပြောထားတာနော်ဟိုက်ကြည့်အောင်အဲ့ဆိုရင်အေးစမဲစာကြောင်း一期はじゃろ人にお金を借りたらすぐに返すべきだလူတွေကိုဒီပတ်စံတွေကိုရှင်းရမယ်ဆိုရင်တဲ့すぐに返すべきだလူတွေထံကနေပြီးတော့မှပတ်စံကိုရှင်းယူမယ်ဆိုလို့ရှိရင်ရှင်းရှင်းပြန်ဆက်တင်တယ်ဟုတ်တယ်နော်ရှင်းရှင်းပြန်ဆက်တင်တယ်အဲ့ဒါလောက်တင်တာအတွက်ကြောင့်မို့返すべきだဆိုတဲ့ဒီ value べきだပုံစံနဲ့သုံးတယ်နေ့ကကြတော့上司に相談するべきかどうか悩むことがある
အထက်လူကြီးနဲ့ဆွေးနွေးရမလားမဆွေးနွေးတင်လားမဆွေးနွေးတင်ဘူးလားဆိုတာကိုတော့ကရောက်ရတာမျိုးတွေရှိပါတယ်တဲ့ဆန်းကားကြတော့နာရီနိုင်ဟီတိုကအတမကြသေးတဲ့သူတွေဟာဆိုရင်ယူခီမီချီတဲ့ခရူမာနော်အွန်တန်ကိုဆွရုဘေခီတေဝနိုင်တော့အမို့ယူခီမီချီတဲ့ဆိုတာဒီနှင်းနေရှိနေတဲ့လမ်းမှာဆိုရင်ကားကိုမမောင်းတာကပြောချင်တာကကားမမောင်းတင်ဘူးလို့တွေးပါတယ်လို့ပြောတာကားမမောင်းတင်ဘူးဆိုတော့ဒီအသားမကျသေးတဲ့သူတွေကဆိုလို့ရှိရင်ယူခီမီချီမှာကားမမောင်းတာကကားမမောင်းတင်တာကပုံမှန်ပဲကားမမောင်းတာကမှန်တယ်လို့ပြောချင်တာအဲ့တော့ကားမမောင်းတင်ဘူးလို့တွေးပါတယ်အဲ့ဒီမှာဆိုရင်သူကကျတော့မလုံးတင်ဘူးလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘွန်တန်အိုဆူရုဘေခီတေဝနိုင်လို့ပြောထားတယ်ဆူရုဘေခီတေဝနိုင်အပေါ်မှာဆိုရင်ကြတော့သူကဆူရုဘေခီလို့ပဲပြောထားတယ်နော်ဘာလို့ဘေခီလို့ပြောထားတယ်はいヨンアジャロどこに問題がなくても仕方の経過は上司に報告すべきですよအဲ့တော့အထူးသဖြင့်ပေါ့နော်ဒီပြဿနာမွန်နိုင်နေမရှိလဲပဲအလုပ်ရဲ့ခေတ်ကဆိုရဲဒီ process ပေါ့နော်ဖြစ်စဉ်ကိုကြောရှင်ဒီအထက်လူကြီးထံကိုပြဿနာရှိမရှိအထက်လူကြီးထံကိုဒီဟိုးခုခုဆိုရဲအစီရင်ခံစာတင်ပြရမယ်တင်ပြတင်နေလေတဲ့ပြဿနာမရှိလဲပဲအလုပ်ရဲ့ဖြစ်စဉ်ဒီ process တွေကိုတင်ပြရမှာပဲနော်ဟဲ့ခေါ်လေသွားဟာやるべきことはすべてやったんだから自信を持って試合に臨めばいいよဆိုတော့ဒီမှာသူကယာရုပဲခိခုတိုပါတဲ့ယာရုပဲခိခုတိုကကြတော့လုံးတင်းတဲ့အရာတွေပေါ့နော်လုံးတင်းတဲ့အရာတွေကိုတဲ့စုပဲတဲ့ရတန်တာခါရအကုန်လုံးလုပ်ခဲ့ပြီးဖြစ်တာကြောင့်ជីရှင်အုံမိုတဲ့ဗာလဲဆိုရင်ជីရှင်အုံမိုတဲ့ဒီလုံကြီးချက်တွေကိုကင်တာပြီးတော့မှရှိအိုင်နေနောက်ဆုံးမဲပါဤရောဒီတိုင်ပွဲကိုဝင်ပြန်မယ်ဆိုရင်အဆင်ပြေရလေတဲ့ယာရုပဲခိခုတိုဝစုပဲတဲ့ရတန်တာခါရជីရှင်အုံမိုတဲ့はいအဲ့နောက်တစ်ခုသူကဗာပေးထားတယ်လေဆိုတော့ကြည့်အောင်နော်ဘေခိဒတ္တဘေခိဒတ္တဆိုင်ရာကြတော့သူကဘယ်လိုမျိုးပြောတာလဲဆိုလို့ရှိရင်အမှန်တော့မှပြင်ရှင်းထားတယ်ရှိတဟိုကဤနော်နိရှိတဟိုကဤနော်နိလောက်ခဲ့တာကလောက်တာကိုလောက်ခဲ့ရင်ကောင်းပါပဲမဲ့မလောက်ခဲ့ဘူးမလောက်ခဲ့မိတာကိုနောင်လာရတဲ့အခါမျိုးမှာတုံးတာလောက်ခဲ့တဲ့နဲ့ပေါ့နော်လောက်ခဲ့တဲ့နဲ့ဆိုတွေကလောက်ခဲ့ပြီးရလားမလောက်ခဲ့ပြီးရလားမလောက်ခဲ့ရတာနော်လောက်ခဲ့တဲ့နေဆိုတော့မလောက်ခဲ့တဲ့နေဆိုပြီးတော့ကိုကနောင်နာရတဲ့ခါတွေကနောင်နာရလိုက်ပြီဆိုတာတွေကကိုကအဲ့ဒီဟာကိုမလောက်ခဲ့မိရအဲ့တော့လောက်ရှိတာဟိုကဤနော်နိဒီလုံးရင်ကောင်းပါပဲပြင်မဲ့ရှနာခတာကုတိုကိုမလောက်ခဲ့မိတဲ့အရာတွေကို go kai stay လို့နောင်နာရတဲ့အခါမျိုးမှာသုံးပါတယ်အဲဆိုရင်一番လေးဖတ်ကြည့်အောင်နော်もっと早く期間の準備をしておくべきだったな。ပို့ပြီးမှစောစောဒီဆာမေပွဲအတွက်ပြင်ဆင်တာတွေဒီလောက်ထားတင်ခဲ့တာပဲလောက်ထားတင်ခဲ့တဲ့ဆိုတော့သူကဆာမေပွဲအတွက်သူတင်ပြင်ဆင်တာတွေမလုပ်ထားခဲ့တဲ့အတွက်ကြောင့်မလို့1 step 1 9ဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ခုကကြတော့မန်ဆက်စ်ရှိခံနော်မိုင်းနီအမိုတာကုတဝမန်ဆက်စ်ဆိုတာကဒီအင်တာဗျူးစာမေးပွဲမတိုင်ခင်ပေါ့နော်တွေးခဲ့တာကတော့တဲ့တွေးခဲ့တဲ့ຢာတွေကရှာခိုင်တော့ရောစုကိုဒီအခြေအနေတွေကိုပေါ့နော်ရှိထုတာမင်းနေတည်ဖို့အတွက်ဘယ်လိုပြောမလဲရှာခိုင်ဆိုတာဒီလူမှုဖွဲ့စည်းရဲ့အခြေအနေကိုတည်ဖို့အတွက်မိုင်းချိနေတာရှင်ပုံကိုသတင်းစာကိုယွန်တဲ့အိုကူပဲခိတတာတိုယုခိုတိုဒေစတာဆိုတော့သတင်းစာကိုဖတ်ထားတဲ့နေရှာတင်ခဲ့တယ်ဆိုတာမျိုးဖြစ်ပါတယ်တဲ့ဆိုတဲ့အရာပဲဖြစ်ပါတယ်ပေါ့နော်အဲ့ဖတ်ထားခဲ့တဲ့နေလို့ပြောဖတ်ထားခဲ့တဲ့နေဆိုတာ तू ကမဖတ်ထားမိခဲ့ဘူးပေါ့နော်မဖတ်ထားမိခဲ့လိုက်ဘူးဟဲ့နောက်ဆိုရင်ဒီချီလေးနားလည်မယ်လို့ထင်ပါတယ်56နော်56ကိုကြည့်အောင်56ကတုတ်တယ်နိတုတ်တယ်အတွက်ကတော့သူ့ရဲ့နိတုတ်တယ်ရဲ့ရှေ့မှာရှိနေတဲ့အဲ့ဒီအရာကနေပြီးတော့မှအဲ့ဒီရှူတောင်းကနေပြီးတော့ကြည့်တာဟုတ်ပြီနော်ကြည့်အောင်နော်ဆိုရင်သူ့ရဲ့ရှေ့မှာပါရှိလဲဆိုရင်တော့နောင်မဲရှိတယ်နောင်နိတုတ်တယ်ဝနောင်နိတုတ်တယ်မို့
နောင်နီတုတေဝနောင်နီတုတေမို့နောင်အတွက်ကတော့နောင်ရဲ့နေရာကနေကြည်ရင်ကတော့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါမယ်လိုက်ကြည့်အောင်เนาะအဲ့ဆိုရင်သူကဘယ်လိုသုံးပါလဲဆိုရင်ကြတော့ဒီမှာတစ်ချက်ကြည့်ကြည့်မယ်เนาะဒီကနေပြီးတော့ပဲထိလဲဆိုတော့ကြည့်ကြည့်အဲ့ဒီမှာသူကနာနီနော်တချိပါခါရာတချိပါခါရာဆိုတာကြတော့ဒီရက်တိကျနေရာကနေပြီးတော့မှမိတဲကြည့်ပြီးတော့ဒိုးတရားတို့ကအိုအီယူတို့ခင်းဒီစုကဒီရက်တိကျနေရာကနေကြည့်ပြီးတော့ဘယ်လိုဖြစ်သွားလဲဆိုပြီးတော့ပြောတဲ့အခါမျိုးမှာတုံးတယ်ဟုတ်ပြီနော်အဲ့တော့နောက်ကအဆက်ဆက်လေးနဲ့ပေါ့နော်ဒီအဆက်ဆက်နေရာမှာကကြတော့မုစုခရှိတိုင်းစစ်စတာခက်ခဲတယ်အရေးကြီးတယ်စားတဲ့ဟျော့ကာအိုအာရာဝါဆိုပေါ့နော်ဒီတမိုးဖြတ်တဲ့အဲ့လိုမျိုးဒီဖော်ပြတဲ့ဒီစကားလုံးတွေကိုဗါလဲဆိုရင်ဒီစကားလုံးတွေကိုသုံးပါတယ်လို့ပြောတာပေါ့နော်ဒီစကားလုံးလေးလိုက်တယ်လို့ပြောတာအဲ့တော့သူပြောချင်တာကဒီအရှိရပေါ့နော်ဒီနိတုတရဲ့ရှိမှာတခုခုရှိမယ်ဆိုတော့အဲ့ဒီဟာရဲ့ယက်တိချက်ကနေကြည့်လိုက်မယ်ဆိုရင်ပေါ့နော်သူကအဲ့ဒီဟာရဲ့ယက်တိချက်ကနေကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအနောက်မှာဘယ်လိုစကားလုံးတွေလဲမှာလဲဆိုရင်ဒီဟျော့ကအရာဝါစုခုတုပါဒီတမိုးဖြတ်တဲ့မုစုခရှိတို့တိုင်းစစ်စုသားတို့မျိုးတမိုးဖြတ်တဲ့စကားလုံးတွေနောက်မှာလိုက်တယ်လို့ပြောတာဟဲ့ကြည့်မယ်နော်အားဆိုရင်一起やだろ今回の旅行は私にとって忘れられない思いになるだろうဆိုတော့ဒီတစ်ခါအခီးရငါတို့ကတော့忘れられないမိမရတဲ့အမွေဒဲနီနာတို့ဒါတို့အမှန်တရားဖြစ်လာတယ်ဟုတ်ပြီနော်အဲ့ဒီမှာဆိုရင်ကကျတော့ဒီငါအတွက်ကတော့ဝါတာရှိဆိုရင်ငါအတွက်ကတော့မေးလို့မရတဲ့အမှတ်တရားဖြစ်လာတယ်ဆိုရင်ဒီတန်ဖိုးဖြတ်လိုက်တဲ့စကားလုံးနောက်မှာလိုက်တယ်ကိုယ့်ရဲ့နေရာကနေကြည့်မယ်ဆိုရင်တော့ဒီတစ်ခါခရီးကိုယ့်ရဲ့နေရာကနေကြည့်မယ်ဆိုရင်တော့ကိုယ့်အတွက်မမေ့နိုင်တဲ့အမှတ်တရားဖြစ်တယ်လို့ပြောတာဒါပေမဲ့တခြားသူတွေကတော့လည်းမမေ့နိုင်တဲ့အမှတ်တရားဖြစ်ရှင်မှဖြစ်မှာပေါ့ကွာအဲ့လိုပုံစံမျိုးနော်နေရာကြတော့နိုကာနီတုတဲ့တန်ကိုဖူဂျွန်ဝရှင်းခုခုလာမွန်တိုင်းတာနူကာဆိုတာကဒီလေလုတ်တဲ့သူတွေရဲ့အတွက်ကတော့တဲ့တန်ကိုဆိုဒီရာသီဥတုမတည်မငြိမ်ဖြစ်မှုတွေဟာဆိုရင်ရှင်းခုခုနာတကယ်ဝဲနဲ့ဆိုင်နဲ့တကယ်ဝဲကြီးမားလာတဲ့မွန်တိုင်းတာပြဿနာဖြစ်ပါတယ်ဟုတ်တယ်နော်လေလုတ်တယ်ဆိုလို့ရှိရင်မိုးရမ်းရွာပြီးနေကြီးသွားရင်လည်းဆင်မပြေပြန်ဘူးမိုးမရွာဘဲနဲ့ရမ်းနေနေပူရဆိုလို့ရှိရင်လည်းတီးနှံ့နေရမဖြစ်ထုံအဲ့လိုပုံစံမျိုးအဲ့တော့နူကဆိုတဲ့ဒီလေသမားကြီးလေလောက်တဲ့သူတွေရဲ့နေရာကနေကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ကဟာကရှင်းခုကုနိုင်မွန်တိုင်းဖြစ်တယ်ဆိုပြီးမှဟျောက်ကလောက်တဲ့ခုတူကလေးလိုက်တယ်နော်ဆန်ကကြတော့ဒါရင်းနီတိုတယ်မို့一番大切なものは看護だと思いますဘသူအတွက်မဆိုဒီမှာကကြတော့တက်ရောက်အတွက်မဟုတ်ဘူးပေါ့နော်ဒါတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဘသူအတွက်မဆိုဒီအရေးကြီးဆုံးအရာကကျန်းမာရေးပဲဖြစ်တယ်လို့တွေ့ပါတယ်သူ့အတွက်ရင်ကိုယ့်အတွက်ရင်မှာမဟုတ်ဘူးဘသူအတွက်မဆိုလူတိုင်းအတွက်ကတော့ကျန်းမာရေးအရေးကြီးဆုံးပဲဖြစ်တယ်လေနော်အဲ့လိုပြောထားတာပါယွန်းကကြတော့ netto shopping ခု netto shopping ခုကတဲ့消費者にとってもတဲ့企業にとっても便利なတဲ့システムデータဆိုတော့ netto shopping ခုဆိုတာက online ကနေပြီးတော့ဈေးဝယ်ခြင်းပေါ့နော်အဲ့ဒီဟာကကြတော့တဲ့စာသုံးတဲ့သူတွေအတွက်ကောနောက်ပြီးတော့ခီကျော်ဆိုတဲ့ဒီလုပ်ငန်းတွေအတွက်လည်းပဲဒီဗာလဲဆိုရင်ဘန်လီနာရှိစုတင်မှုတဲ့အစဉ်ပြေတဲ့စနစ်ဖြစ်တဲ့ရှိသားဟာလေးကကြတော့သူကဒီမှာဆိုရင်ကကြတော့နိတုတင်မှုနှစ်ခါသုံးသွားရပါတော့ဒီလိုနှစ်ခါသုံးလို့လည်းရပါတယ်ကောကကြတော့တုခိုင်ဝဒီမျိုးဒီမှာဆိုလို့ရှိရင်အီရိုနာမွန်နိုကအားတဲ့မျိုးသောအရာတွေရှိလို့ပေါ့နော်ဝါခမွန်နိုနေထုတဲ့ဝဒီငရွေတဲ့သူတွေအတွက်ကတော့အလို့ရှိဒုက္ခလို့ဒါတော့ပျော်ရွှင်စရာကောင်းတဲ့အရာတွေမဟုတ်လားဟဲ့ရပြီနော်ဆိုရင်နောက်ထပ် grammar တစ်ခုလေးတွားရအောင်နားမလည်ဘူးမရတာဒီရှိတယ်ဘာသာပြန်တတ်တာတွေရှိတယ်စံစီဘာသာပြန်လိုက်တာနားမလည်တာတွေရှိတယ်ဆိုလို့ရှိရင်ပြန်ပြီးထားလို့ရပါတယ်ဒါပေမဲ့ तू ကအမအတန်ပုံစံလေးနဲ့ဟာလေးရှိသေးတယ်တော့ဘယ်လိုသုံးတာလဲဆိုတော့လေအမဆန်းစေးဆိုရဲထောက်ခံတယ်ဟန်တိုင်းဆိုရဲဆန်ကျင်တယ်စုခိဆိုရဲကြိုက်တယ်ခိတိုင်းဆိုရဲမုန်းတယ်ပေါ့နော်စားတယ်အဲ့လိုမျိုးတိုင်းရှောနိတိုင်းဆိုလို့
態度を表す言葉は使えないね。ဒါပေမဲ့သူကတတိထားမှာကအဲ့လိုမျိုးဆန်ဆေးဆိုရဲထောက်ကန်တာတွေနောက်ပြီးတော့ဟန်တိုင်းဆန့်ကျင်တာတွေကြိုက်တာတွေမုန်းတာတွေအဲ့လိုမျိုးပေါ့နော်တိုင်းချောနေတိုင်းဆိုလို့ဆိုရင်ကျတော့ဆန့်ကျင်ဘက်ဖြစ်တဲ့ဆန့်ကျင်နေတဲ့ဒီထိုက်တို့ဆိုရဲဒီအပြုတ်အမူတွေပေါ့နော်အဲ့လိုမျိုးဟာတွေကိုပေါ်ပြတဲ့ကုတူပါတွေဆိုရင်တော့မသုံးပါဘူးတဲ့အဲ့လိုမျိုးပေါ့နော်ဆန့်ကျင်တဲ့အတိတ်ပဲရှိတဲ့ဟာတွေကိုမသုံးဘူးလို့ပြောတာအဲ့ဆို A ကိုကြည့်ကြည့်အောင်နော် A ကသူပြောထားတာကလေ新しい空港の建設についてどう思いますかအဲ့မှာအသက်ဖြစ်တဲ့ခုကိုဆိုရင်လေစိမ်းနဲ့ပတ်သက်ပြီးတော့ဒီ cancer ဆိုတော့ဒီ facility ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတွေးလဲ私は反対ですကျွန်တော်ကတော့ဆန့်ကျင်ပါတယ်この地域の住民にとってဒီဒေသရဲ့住民ပြည်သူတယောက်အနေနဲ့ကတော့メリットは少ないですからメリットはဆိုရင်ကျတော့ဒီခွင့်ရကနေတာကြောင့်ပါတဲ့မှာရက်သိမ်းမိွားကျတော့တစ်ချက်ကြည့်ကြအောင်နော်ဘယ်လိုမျိုးပြောချင်တာလဲဆိုလို့ရှိရင်လေနိတုတ်တဲနဲ့ဟန်တိုင်းတို့စုခီတို့ခီရိုင်တို့အဲ့လိုဟာတွေကိုနိတုတ်တဲနဲ့တွဲမသုံးလို့ပြောတာဒါပေမဲ့ဝါနဲ့တော့တွဲသုံးလို့ရတယ်ဝါနဲ့ပဲတွဲသုံးတာနိတုတ်တဲငါအတွက်ကတော့ဆန့်ကျင်တယ်ငါအတွက်ကတော့ကြိုက်တယ်အဲ့လိုမျိုးကြီးမဟုတ်ဘူးเนาะငါတော့ကြိုက်တယ်ငါတော့ဆန့်ကျင်တယ်ငါတော့ထောက်ခံတယ်အဲ့လိုပုံစံမျိုးပဲเนาะဆိုတော့ဟန်တိုင်းဒီစကားလုံးတွေကိုနိတုတ်တဲနဲ့တွဲမသုံးဝါနဲ့ပဲသုံးပါလို့ပြောချင်တာရက်သိမ်းမျိုးလေးကိုကြည့်ကြည့်မယ်เนาะဝါတာရှိဝါနဲ့နိတုတ်တဲနဲ့ပြရတယ်この漫画が一番好きでဒီ漫画ကိုအကြိုက်ဆုံးဖြစ်တယ်။ဘာထင်မလဲ။ဒီ漫画ကိုအကြိုက်ဆုံးဖြစ်တယ်။ဒီကိုကြိုက်တဲ့ကိုရဲ့စိတ်ခံစားချက်တွေဆန့်ကျင်ဘက်ဟာတွေရှိတယ်။အဲ့လိုမျိုးဆန့်ကျင်ဘက်စကားလုံးတွေပေါ်ပြတဲ့ဟာတွေဆိုလို့ရှိရင်နေတူတဲ့နဲ့တွဲမသုံးဆိုတော့အဖြစ်ဘာဖြစ်မယ်။この人形古くて汚れているがတဲ့そうばな、ဒီအယုတ်ကဒူယုတ်ကဟောင်းနှွမ်းပြီးတော့ညစ်ပတ်နေခဲ့ပေမဲ့ဝတ္တရှိတိုင်းစေစွမ်းသားမှုတို့ကငါတို့ကတော့အရေးကြီးတော့အရာဖြစ်တယ်။အဲ့တော့ငါကတော့အရေးကြီးတဲ့အရာဖြစ်တယ်မဟုတ်ဘူးနော်။ငါအရေးကြီးတဲ့အရာဆိုရင်ငါကအရေးကြီးတဲ့အရာဖြစ်သွားလိမ့်မယ်။ဘလို့မဟုတ်ဘူးနော်။တကယ်ကဒီအယုတ်ကအရေးကြီးတဲ့အရာဖြစ်တာဘယ်သူအတွက်လဲငါအတွက်ဟုတ်ပြီနော်။အားဆိုရင်နေတူတဲ့ဖြစ်ရ။ဟဲ့။ဒါမယ်နော်။ဒါပြီဆိုရင်ဆွေးနွေးလို့နောက်တစ်ပတ်သွားရအောင်နော်။နောက်တစ်ခုကကြတော့ဘာဟူတူဟုတ်ပြီနော်ဘာဟူတူရဲ့အဓိပ္ပာယ်ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ခုနကစာကြောင်းနေရင်မှာရမယ်လေတူတယ်thank you ဆိုလည်းပဲဆိုလို့ဖြစ်ရင်ဖြစ်တယ်ဆိုတော့အဓိပ္ပာယ်ကဘာလဲဆိုရင်ဖြစ်ရင်ဘာဆိုရဲ့အဓိပ္ပာယ်ကဟိုပါလေဆိုရင်ဟုတ်တယ်မလားအဲ့တော့ဖြစ်ရင်ဖြစ်တယ်လောက်ဆိုတဲ့အဓိပ္ပာယ်ဟိုတူရဲ့အဓိပ္ပာယ်ကကျတော့လောက်ဟုတ်တယ်နော်ဒီနေရာမှာဆိုရင်ကျတော့တလောက်လို့ပါလာလို့မှာပေါ့လောက်ရှေ့ကဟာကကျတော့ရင်ဆိုတော့မှတ်ထားမယ်ဆိုရင်ဖြစ်ရင်ဖြစ်တယ်လောက်လုပ်ရင်လုပ်တယ်လောက်လို့မှတ်ထားပြီးပါအဲ့တို့ဘယ်လိုသုံးမလဲဆိုတော့ hit တို့ဆိုတော့ခုတို့人そのことからの態度に合わせてရှိကအရာတစ်ခုနဲ့အရာတစ်ခုကဒီအထေးတို့ဒီပမာဏအတိုင်းအတာတစ်ခုနဲ့နိအောင်ဝဆက်တဲ့ကိုက်ညီပြီးတော့မှ別のことからもဒီတခြားအရာတွေတက်ဖြစ်တဲ့အရာတွေမှာလည်းပဲခဝါတို့တို့ပြုတို့ခင်းဒီစကောက်ပြောင်းလဲမှုရှိမှာပဲလို့ပြောရင်သုံးတယ်ပြီးတော့သူရဲ့ဟာကကြတော့အရှိရ verb နဲ့ဘာရှိရ verb ရဲ့ဟိုတူရှိရ verb ရဲ့ကတူမယ်adjective တွေပဲဖြစ်ဖြစ် verb တွေပဲဖြစ်ဖြစ်အဲ့ဒီဟာကတူမယ်အောက်ကဆက်စုပ်ပုံလေးကိုကြည့်မယ်နော် verb ဘာ plus verb ဟိုတူ adjective ဆိုလို့ရှိရင်လည်း if ခဲတဲ့ verb plus adjective ဟိုတူနာ adjective ဆိုရင်လည်းနာတာ plus နာဟိုတူ noun ဆိုရင်ကကြတော့တကယ်လို့ noun နဲ့ adjective တွေကိုဆိုလို့ရှိရင်
noun တဲ့အားရပါအားလို့ကိုတို့လို့သုံးမယ်ပေါ့နော် noun ဆိုလို့ရှိရင် noun တဲ့အားရပါအားလို့ကိုတို့လို့သုံးမယ်နာရဲ့ကြည့်ဆိုလို့ရှိရင်အပေါ်ကလိုမျိုးနာနာကိုတို့လို့လည်းသုံးလို့ရတယ်လို့ဘယ်လိုသုံးလို့ရသေးလဲဆိုရင်နာရဲ့ကြည့်ကိုမှနာဖြုတ်ပြီးတော့မှတဲ့အားရပါတဲ့အားလို့ကိုတို့တဲ့အားရပါအားလို့ကိုတို့နဲ့လည်းသုံးလို့ရတယ်နော်အဲ့တော့ तू ကဘယ်လိုမျိုးသုံးချင်တာဘယ်လိုမျိုးပြောချင်တာလဲဆိုတော့ तू ကအရှိကားဟာတစ်ခုနဲ့ကိုက်ညီပြီးတော့မှအနောက်ကဟာကလည်းပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောမှာဟုတ်ပြီနော်အဲ့ဆိုရင်一起班ဖတ်ကြည့်အောင်言葉を勉強すればするほどその国への理解も深まると言われている言葉တွေကိုလေ့လာနိုင်ရင်လေ့လာနိုင်သလားလေ့လာနိုင်ရင်လေ့လာနိုင်သလားအဲ့ဒီတိုင်းပြည်ရဲ့နားလည်မှုတွေကအဲ့ဒီတိုင်းမျိုးကိုနားလည်တာတွေကကာမတို့နှက်ဆိုင်လာမယ်နည်းနည်းဆိုင်နားလည်လာမယ်ဆိုပြီးတော့ပြောကြတယ်တဲ့ဟုတ်ပြီနော်ဆိုတော့အရှိကဟာကိုလုံးရင်လုံးသလားနောက်ကဟာမှလည်းကြောင်းလဲလာတာအရှိကတစ်ခုကိုလုံးလိုက်တာနဲ့နောက်ကဟာကလည်းပြောင်းလဲလာနိုင်တယ်အဲ့လိုပြောချင်တာအရှိကခုတို့ပါတွေကိုလေ့လာရင်လေ့လာနိုင်တော့ပို့ပြီးတော့နားလည်လာမယ်တကယ်လို့မလေ့လာဘူးဆိုလို့ရှင်နားမလည်လာဘူးလေ့လာမယ်ဆိုရင်တော့နားလည်လာမယ်ဆိုတဲ့ပြောင်းလဲမှုဖြစ်လာတယ်အဲ့လိုပြောတာနော်နေရာကြတော့ပြက်ကိုနော်နိမှုစုပါတဲ့စုခုနာခေရပါစုခုနိုင်ဟုတ်တော့ရခုနာနော်နိဆွေခိဆွေမိုချိမိုနိုကဖူအဲတဲရှိမအောင်ဆိုဒီခရီးဘာနော်ဒီခရီးအတွက်ဒီအထုပ်ပိုးတွေကနင်းနိုင်ရင်နင်းနိုင်သလားတတာနဲ့ပေါ့နော်နင်းနိုင်ရင်နင်းနိုင်သလားရခုနာနော်နိတတာနဲ့ဒီပိုင်ဆိုင်တဲ့အရာတွေကိုသူကတော့ရခုနာနော်နေစင်ကကျတော့တတာဖြစ်မှာပင်မဲ့လေတတာနဲ့တွားနိုင်မှာဖြစ်ပင်မဲ့လေပဲ sweet မတင်မပင်နဲ့ဒီမိုချီမိုနိုကဒီကိုပိုင်တဲ့ဟာတွေကဖူရတဲ့ရှင်မကိုများလာခဲ့တယ်လို့ပြောတာကိုတည်ထားတဲ့ဟာတွေကမိုချီမိုနိုဆိုတာဒီခင်းဆောင်အိတ်တွေကိုယူဖို့အတွက်တည်ထားတဲ့ဟာတွေကများလာခဲ့တယ်တဲ့မတင်မပဲများလာခဲ့တယ် sweet ကကျတော့မတင်မပဲဟုတ်ပြီနော်ဆန်ကကြတော့いつまでにတဲ့お返事すればいいですかいつまでにကကြတော့ဘယ်အချိန်နောက်ဆုံးထားပြီးတော့မှ reply ပြန်ရင်အဆင်ပြေမလဲဟာရခေရပါဟာရဤဟိုတို့ဤတယ်ဆိုမျက်နှာလေးကောင်းလေပဲခုနိုအပ္ပတို့ကဒီကောက်တိုင်းဟာတဲ့ဂျောခံကဤတယ်ခါနဲ့ဂျောခံဆိုတာဒီလိုအပ်ချက်တွေကကောင်းတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်တဲ့လိုအပ်ချက်တွေကအကောင်းလို့ဖြစ်ပါတယ်တဲ့ကြောခန်းဆိုတာဒီကုံတိုက်ကလိုအပ်ချက်တွေကပေါ့နော်လိုအပ်ချက်တွေရှင်တွေကအဆင်ပြေတာကြောင့်ဖြစ်တယ်တဲ့ရုံးကကြတော့マチメな政治家であればあるほど理想と現実の違いに悩むことになるマチメなဆိုရင်ကကြတော့ဒီတက်ကြွတယ်ပေါ့နော်မချိမေနာဒီလေးလေးနက်နက်ထားတဲ့မချိမေနာဝရိယရှိတဲ့ဒီစေချီကဆိုရင်တော့ဒီနိုင်ငံရေးသမားချင်းဖြစ်တဲ့လောက်ရီဆိုတို့ရီဆိုဆိုတာကဒီအတွေးတွေနဲ့ခန်းချစ်ဆိုတာကလက်တွေ့အကောင့်တွေဖော်မှုတွေရဲ့ချိကိုင်းနဲ့ကွာဟမှုတွေကိုနိုင်ရမှုခုတို့နေနာလို့နေရကြတော့တော့ကဖြစ်လာမှာလို့ပြောတာဆိုတော့ तू ကလေးလေးနက်နက်ထားတဲ့သူဖြစ်တဲ့လောက်ပေါ့နော် तू စိတ်ကူထားလုပ်ပေးမယ်ဆိုပြီးတော့စိတ်ကူထားတဲ့ဟာတွေနဲ့လက်တွေ့ဖြစ်လာတာတွေနဲ့ကွာခြားမှုတွေကိုဆိုရင်တော့စိတ်ညစ်မှာပဲလို့ပြောတာはいဆိုရင်နောက်တစ်ခုတော့အောင်နောက်တစ်ခုကကြတော့ယောရုယာမခုစုတယ်ယောရုလားနိယောရုနော်ဆိုတော့ဒီနေရာမှာနိယောရုကဘယ်လိုလဲဆိုရင်ကြောင့်ဆိုတဲ့အဓိပ္ပာယ်နော်ဒီနားလေးမှာအတွန်းလေးနဲ့ကြောင်းဆိုပြီးတော့ရေးထားပေးပါအောင်ဟိုက်ဘယ်လိုသုံးလဲဆိုရဲကခံရင်ရီယူတဲ့နာနီကာကအိုခိုလို့ဆိုတဲ့အဓိပ္ပာယ်အဲ့ဒီဟာကဒါအကြောင်းပြချက်ဖြစ်တယ်အဲ့ဒီဟာကဒါအကြောင်းရင်းဖြစ်တယ်ဆိုပြီးတော့မှတစ်ခုခုကဖြစ်ပွားတဲ့အခါမျိုးမှာသုံးတာဟုတ်ပြီနော်ဆိုရင်ကြည့်ရအောင်သူကnoun นี่ your တို့ plus noun นี่ your တဲ့ရှိမယ်နော်ဆိုရင် each ကကြတော့ခွန်ကင်တော့တူအရင်ဆုံးဟိုက each ဘန်ကကြတော့
午前3時頃、地震が発生しましたが、この地震による津波の心配はありません。မနက်ဖက်3နာရီလောက်မှာငလျင်ကပေါ်ပေါက်လာခဲ့တယ်ဆိုပေမဲ့အဲ့ဒီငလျင်ကြောင့်ဒီဆူနာမီကြတော့ဖြစ်လာဖို့မရှိဘူးအရှိကဟာကြောင့်အနောက်ကဟာဖြစ်ပေါ်လာအရှိကကြီးရှင်ဆိုတဲ့ဟာကြောင့်အနောက်ကဆူနာမီကဖြစ်ပေါ်မှာဒါပေမဲ့အဲ့ဒီဆူနာမီကဖြစ်ပေါ်မှာမဟုတ်ဘူးစိတ်ကူးစရာမလိုဘူးလို့ပြောတာနော်ဒီကကြတော့ခုံးကင်တော့ဓာတ်ကြီးကိုကဒီတစ်ခေါက်ဓာတ်ကြီးကိုဆိုတာကဘယ်လိုပြောမလဲကြီးမားတဲ့ဒီ accident ကြီးကတဲ့ speed တို့တော့ဒါရှိ skin になるものだそうだ speed တို့ဆိုတာကအမြန်နှုန်းလွန်ကဲတာကြောင့်ဖြစ်တယ်တဲ့ဆိုတော့အမြန်နှုန်းလွန်ကဲတာကြောင့်အဲ့ဒီဓာတ်ကြီးကိုဆိုရဲကြီးမားတဲ့မတော်တဆမှုကြီးဖြစ်ပေါ်တာဟုတ်ပြီနော်အားကြောင့်မလို့နီယော်တို့တုံးထားပါတယ်ကြောင့်ရှေ့ကဟာကြောင့်အနောက်ကဟာဖြစ်ပေါ်တယ်နီယော်တို့はいဆန်းကကြတော့あの会社は新商品のヒットによって一気に知名度が上がったအဲ့ဒီကုမ္ပဏီကတဲ့新商品ကုန်ပစ္စည်းအသစ်ရဲ့ hit တို့ဆိုတာက HIT hit ဖြစ်သွားတာ hit ဖြစ်သွားတော့လုံးဝပေါက်သွားတာအဲ့လိုမျိုးအရန်ပေါက်သွားတဲ့အတွက်ကြောင့်မို့လို့一気にတထိုင်ထဲပါပဲတပြိုင်နက်တည်းရောင်းတာနဲ့တခါတည်းပဲပေါ့နော်知名度ဆိုတာကဒီနာမည်ကြီးမှုကမြင့်တက်သွားခဲ့တယ်လို့ပြောတာနာမည်ကြော်ကြားမှုအတိုင်းအတာပမာဏဟာမြင့်သွားခဲ့တယ်ကြော်ကြားမှုနှုန်းကမြင့်သွားတယ်ဒီမှာကြတော့海外生活を経験したことによって視野が広かったဟုတ်ပြီနော်အဲ့တော့သူကခိုင်ကိုင်းဆိုတာကကြတော့ဒီပင်လယ်ရဲ့ရှာမှာတွားပြီးတော့စိတ်ခတ်နေထိုင်မှုဘဝကိုတဲ့အဲ့ဒီနိုင်ငံရဲ့ရှာပင်လယ်ရဲ့ရှာကိုတွားပြီးတော့မှနေထိုင်ရတဲ့ဒီနေထိုင်မှုဘဝကိုခေကန်ရှိတာကိုတုံနေရတဲ့တွေ့ကြုံလာရတာကြောင့်မို့လို့တဲ့ရှီယာကဟီရိုကာတာရှီယာဆိုတာကကြတော့အမြင်လေးပေါ့နော်ကိုမြင်တွေ့ရတဲ့အမြင်လေးနယ်ပယ်တွေကကျေပြန့်လာခဲ့တယ်တဲ့ဆိုရင် grammar pattern 59ကြည့်ရအောင်ဘာကာရီတင်နိုင်ဘာကာရီတင်နာဖို့မို့ဟုတ်ပြီနော်ဘာကာရီတင်နာဖို့မို့အဲ့တော့တွေ့ရတဲ့ဘေးကပါလဲဆိုရင်ဘာကာရီတင်နာဖို့ဆိုရင်ကျတော့ထာမကဒါရောပဲဆိုတဲ့အိဗေထာတာမကဒါရောပဲပြောချင်တာကတာမကဒါရောပဲမြန်မာလိုလေးပေးနားလေးမှာမှတ်ထားမယ်နော်အဲ့တော့အမှသူကရှင်းပြထားရလေအေဒါခေဒေနာကိုပြီးမို့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တဲ့ဆိုတော့အေဘာကာရီဒေနာကိုပြီးဆိုတဲ့အဓိပ္ပာယ်ဟာအေဒါခေဒေနာကိုပြီးနဲ့အတူတူပဲအဲ့တော့သူရဲ့ရှေ့မှာဆက်စုံက plain form လိုက်ပါတယ်နာအဲကြီးလေးဆိုလို့ရှိရင်နာအဲကြီးလေးပြန်ထည့်ပါမယ် noun ဆိုလို့ရှိရင် noun တိုင်းနဲ့ပြန်ရေးပါမယ် verb တွေဆိုရင်တော့ plain form ပဲပေါ့နော်အဲ့အားဆိုရင်ကြည့်အောင်ဒါမကလည်းပဲဒါမကဒါရောပဲဆိုတဲ့ပုံစံမျိုး一起ကြတော့국어와 사이킨 오토시 요리바까리 되나 고와카이 조세이니모 랭키가 되tek시다. 바쿠거서가 하다리야래 쿠들로 다지레 두리 마타마가 ঙ에레 두리 마네베 바레서인 두자 야무리 보라게리. ဟုတ်ပြီနော်ဒါမကဒါရောပဲနေရာကြတော့အာနောခိုင်ရှာနော်တဲ့ရှုရှောကုရှိခံတွေကအပန်ဂျောခီယာဆမ်မွန်လီစီတေနော်ဟိခီရှိခံဘကာရီတေနာကိုပြီးလို့ရှိရင်ဂရုပုဒေးစုခရှုံမိုပိုကိုနာဝရဲလူဆိုတာဒီကုမ္ပဏီရဲ့ရှုရှောကုဆိုတာကအလောက်စာမေးပွဲဒီနေ့ဆိုလို့ရှိရင်နဲ့အပန်ဂျောရှိကီဆိုတာကဒီရေပြအားဖြင့်ကျော်ရှိကိဆိုတာရေဘူးရအဖြစ် knowledge ပေါ့နော်အသိပညာအဲ့တော့ general knowledge တွေရဲ့ sermon နဲ့ suite တဲ့ sermon ကကျတော့အဓိကအရာတွေနဲ့ပတ်သက်ပြီးတော့တဲ့ sermon ကကျတော့အဓိကပြောမယ်ဆိုရင်အဓိကယူတဲ့ major ပေါ့နော်အဲ့ဒီရေဘူးရ knowledge ရဲ့အဓိကယူတဲ့ major တွေနဲ့ပတ်သက်ပြီးတော့တဲ့ hikki ရှိခံဆိုတာကဒီရေးဖြည့် data မကပဲနဲ့တဲ့ group discussion ဆိုတာကကျတော့ဒီ group discussion တွေကလည်းပဲဒီကျင်းပနေတယ်တဲ့ဟုတ်ပြီနော်ဆန်းကကျတော့ဂျာစာရီကတဲ့နေအာကာရီစတာနော်ကဟင်းလင်းရွက်ဒီဈေးတက်လာတယ်ဆိုတာကတဲ့နောက်စနေခင်ဝန်ကတဲ့ဟီရိုခတ်ဟီခုခတ်တာဘကာရီတဲ့နောက်ကိုနွေရာသီမှာအပူချိန်ကြီးကဒီနှိမ်သွားတယ်
用တင်တာမကဘဲနဲ့တိုင်းဖုန်းသွားဟိကိုင်းမို့ပေါ့နော်တိုင်းဖုန်းဆိုတာဒီမုံတိုင်းကြောင့်အပြက်စီတွေကလည်းပဲဟိကိုင်းဆိုတာကအပြက်စီတွေကလည်းပဲရှိတာတက်ခါရရှိတာကြောင့်ဖြစ်မဲ့ပုံပဲတဲ့ဒီဈေးဒီဟင်းလေးရွက်ဈေးတက်တယ်ဆိုတာပေါ့နော်နေရာဒီမှာအပူတွေနေတာကြောင့်မကဘဲနဲ့တဲ့ဒီမုံတိုင်းရဲ့အပြက်စီတွေလည်းခံရတာကြောင့်ဒီမုံတိုင်းကြောင့်အပြက်စီခံရတာကြောင့်လည်းဖြစ်နိုင်ပါတယ်တဲ့ဟုတ်ပြီနော်ရုံအားကြတော့ထိုးရှားနော်တဲ့ရှာအင်းရှောက်ခုတိုပါတဲ့ရစုခုတဲ့အိုးရှိဘကာရီတင်နာကိုအေယုံတော့ဘာဒန်စုမိုအီနော်တဲ့ဟောဘန်နီနာတိန်မတ်ဒီကုမ္ပဏီရဲ့ရှာအင်းဒီကုမ္ပဏီဝန်ထမ်းတွေရဲ့ရှောက်ခုတိုဆိုတာထမင်းစားဆောင်ဟာဈေးနေပြောမှရှောက်ခုတိုဆိုတာကန်တင်ရပါတော့ထမင်းစားရတာကဈေးနေပြောမှရတာရှင်ဦးနေမကပဲနဲ့ဒီအာဟာရ balance ကလည်းပဲအဆင်ပြေတဲ့အတွက်ကြောင့်မို့လို့ခုံတင်ကြော်စောလာပါတယ်လို့ပြောတာဟုတ်တယ်နော်ဟောဘန်ခုံတင်ကြော်စောဒီငါးကကြတော့ sports sensu ပါတဲ့ ondo suru ဘာကာရီတင်နာခု sports sensu ဆိုတော့ဒီအကစားသမားတွေကအကစားလုံးရုံတွေမကဘဲနဲ့ဂျူဘွန်နာ Q ရောဆိုတဲ့လုံလောက်တဲ့အနာယူမှုတွေကလည်းပဲတိုရုခုတုံမတိုင်းဆက်စုတာဒီပဲလိကျင့်နေရကစားပဲကစားနေရမဟုတ်ဘဲနဲ့အကစားလုံးရုံတွေကမကဘဲနဲ့လုံလောက်တဲ့အနာယူမှုတွေကလည်းပဲယူဖို့လိုအပ်တယ်လို့ပြောတာနော်ဟဲ့နောက်တစ်ခါကျတော့ဖတ်ကာရီကာပြအောင်နော်ဖတ်ကာရီကာကကျတော့ဘယ်လိုဘာသာပြန်မလဲဆိုတော့ဖတ်ကာရီကာဆိုတဲ့ပုံစံမျိုးနဲ့လည်းတုံးတယ်တဲ့ဘယ်လိုမျိုးလဲဆိုတော့ဒီမှာလေဟောနာမို့ဒါကြတော့တာပကာရီကာဆိုတဲ့ပုံစံနဲ့ပြောပါတဲ့ကျန်းရှာတဲ့အရှိအိုကုမာရတာပကာရီကာဒီလေးကဘောနော်ရထားနဲ့ဒီရှရောက်ရှရောက်ကျန်းရှာတဲ့ဆင်ရတော့ဒီရထားနဲ့ဘောနော်ရှရောက်ကိုကုမာတက်ရှာကျန်းရှာတဲ့ဆင်ရတော့ရထားမှာဘောနော်ရှရောက်ကိုဗလဲဆိုအငိမ့်ခံခွေရရုံကမကပဲနဲ့ခါဘန်နေဤတဲ့ဝီတာစန်တိုအီချီပေါ့နော်အဲ့ထဲမှာထည့်ထားတဲ့ဒီထည့်ထားတဲ့ဆန်ထရစ်ကလည်းပဲဗလဲဆိုရင်စုပို့စားတဲ့ရှိမှသာဆိုတာကျတော့ကြီးမွားသွားပြီလို့ပြောတာကြီးမွားခံလိုက်ရပြီရှေးမွားခံလိုက်ရပြီရှေးမွားခံလိုက်ရပြီလို့ပြောတာနော်စုပို့စားတဲ့ရှိမှသာကြီးမွားခံလိုက်ရပြီရှေးမွားခံရပြီပြီးရင်အဲ့ဒီမှာသူကဘာကာရီကာမူနဲ့တုံးတာနော်နေရကြတော့အိုဂျီဝါတဲ့ကခွဟိဘာကာရီကအစီခါဆွေဟိမာတဲ့ဇမ်ဘူတာစတဲ့နိဟွန်အဲယူကကိုဆတ်စေတဲ့ကိုရတာအဲ့တော့ကိုလေးဟာတဲ့ကကုဟိဆိုတာပညာရေးဇရိတ်တွေနဲ့နာမကပဲနဲ့တဲ့စိတ်ခဆွေဟိအထီပေါ့နော်နေထိုင်ဆက်တောင်းမှုဇရိတ်တွေအထီကိုတဲ့အကုန်လုံးပစ္စည်းထုတ်ပေးပြီးတော့တဲ့အကုန်လုံးပတ်စံထုတ်ပေးပြီးတော့တဲ့ဂျပန်ကိုတဲ့လူကကုဆဆက်တဲ့ကုရတာဆိုတာကြတော့စာလေးလာဖို့အတွက်ပို့ပေးခဲ့ပါတယ်တဲ့ဟဲ့နောက်တစ်ခုကကျတော့တာဘီနီဆိုတာက every ဆိုတဲ့ပုံစံမျိုးလို့ပြောမလဲတစ်ခုခုလောက်တိုင်းပေါ့နော်အဲ့လိုပုံစံမျိုးဒါအဲ့တော့တာဘီရဲ့ပညာလေးမှာတော့အတော်လေးပြောင်းတော့မိတယ်ဟောအဲ့တော့တာဘီရဲ့ပညာလေးမှာဗာရေးမလဲဆိုလို့ရှိရင်တိုင်းဆိုပြီးတော့ရေးထားပါဟုတ်ပြီနော်အဲ့ဆိုရင်တာဘီနီဝါဆိုလို့ရှိရင်ကြတော့これ返しで行われることについてそれをするときはいつもどういう時に使うဆိုတော့ထခါကျမနေရနဲ့ပတ်သက်ပြီးတော့ထခါလုံနေရနဲ့ပတ်သက်ပြီးတော့အဲ့ဒီဟာကိုပဲလုပ်တဲ့အခါမျိုးမှာအမြဲတမ်းအခြေကဟာကိုပဲထခါလုပ်တယ်အဲ့လိုမျိုးလုပ်တဲ့ဟာမှာလည်းပဲအမြဲတမ်းနောက်ကဟာကဖြစ်မယ်အဲ့လိုပုံစံမျိုးပြောတာဆိုတော့တာဘီနီရဲ့ရှိမှာ verb လို့တာဘီနီ verb တိုင်းလောက်တိုင်းnoun တော့တာဘီနီအဲ့ဒီ noun ကိုလောက်တိုင်းအဲ့ဒီ noun ဖြစ်တိုင်းဟုတ်ပြီနော်အားဆိုရင် XML စာကြောင်းနေကြည့်အောင်母は出張のたびにお土産を買ってきてくれるအဲ့တော့သူပြောချင်တာကအမေရတဲ့
အမေကအမေဟုတ်ဘူးချစ်ကအဖေကတဲ့ဒီအလုပ်ကိစ္စနဲ့ခရီးသွားတိုင်းမှာဦးမီယာကိုဝယ်လာပေးတယ်အလုပ်ကိစ္စနဲ့ခရီးသွားတာလည်းတစ်ခါလောက်ရတယ်ဟုတ်တယ်နော်အဲ့အလုပ်ကိစ္စနဲ့ခရီးသွားတာလည်းတစ်ခါလောက်ရတယ်အဲ့လိုမျိုးတစ်ခါလောက်ရတိုင်းမှာအဲ့ဒီဟာကိုလုပ်တဲ့အခါမှာလည်းအမြဲတမ်းလို့ပြောတာဒီမှာဆိုရင်လည်းလို့ပဲအလုပ်ကိစ္စနဲ့ခရီးကခဏသွားရတယ်တစ်ခါဖြစ်တယ်အဲ့ဒီဟာကိုလုပ်တိုင်းမှာလည်းအမြဲတမ်းဘာလုပ်လဲဆိုရင်လက်ဆောင်ဝယ်လာပြီးခဲ့တယ်အဲ့လိုပုံစံမျိုးနော်ဟုတ်နေရတော့CDI の子は会うたびに大きくなっていてびっくりする CDI ဆိုတာကအတိမိတ်ဆိုရင်တရဲ့ကလေးရာဆိုရင်တဲ့ကလေးတွေနဲ့တဲ့会うたびにစုံတိုင်းမှာတဲ့大きくなっていてပေါ့နော်ကြီးပြင်းလာလို့တဲ့ဒီအံ့အားသင်ရတယ်ဆိုတော့ကလေးတွေနဲ့စုံတိုင်းမှာပေါ့နော်သူအတိရဲ့ကလေးနဲ့စုံတိုင်းမှာကလေးတွေအရွယ်ရောက်ပြီးကြီးထွားလာရဲ့အတွက်ကြောင့်မို့အံ့အားသင်ရတယ်လို့ပြောတာအဲ့ဆိုရင်စမ်းလေးတွားရအောင်နော်စမ်းကကြတော့山に登るたびにもうやめたいと思うのに頂上に着くたびにまた登りたいと思うတောင်ပေါ်ကိုတက်တိုင်းမှာမိုးရမဲ့တိုင်းလက်လျှော့ခြင်းမီးဆိုပြီးတော့တွေးနေပေမဲ့လေချောဆိုရတောင်ထိပ်ကိုရောက်သွားတိုင်းမှာနောက်ထပ်တက်ရှင်သေးရဲ့ဆိုပြီးတော့တွေးပါတယ်တဲ့ရုံးကကြတော့တိုင်းကျူခေနီနိုရုတာပင်နီရဆေရောတော့အမိုးနော်တာကတိုင်းကျူခေဆိုတာဒီပေါင်ချိန်ဆောက်ကိုပေါ်ကိုတဲ့နိုရုတာပင်နီစီးလိုက်တိုင်းမှာပြောချင်တာကတက်လိုက်တိုင်းမှာဒီပေါင်ချိန်ဆောက်ပေါ်ကိုတက်လိုက်တိုင်းမှာရဆေရောတော့အမိုးနော်တာကပိန်များပိန်သွားပြီလားပေါ့နော်ပိန်တော့မှာပဲပိန်လောက်ပြီလို့တွေးနေခဲ့ပေမဲ့တကယ်တော့မပိန်ဘူးပဲအဲ့တော့ရဆေရောတော့ပိန်မှာပဲလို့တွေးနေခဲ့ပြီမဲ့တဲ့ဟဲ့နောက်တစ်ခုကကြောဟာစုတဲ့ဟာစုတဲ့ဆိုတာကဖြစ်မှာတေးကြသည်လို့ပြောတာဟုတ်ပြီနော်ဖြစ်မှာတေးကြသည်ဘေးနာလေးမှာဖြစ်မှာတေးကြသည်လို့ရေးပေးထားပါဖြစ်မှာတေးကြတယ်သူရဲ့ရှေ့မှာဆက်စုပုံက plain form လိုက်တယ်ဒါရဲ့ကြည့်တယ်ဆိုရင်နားထည့်မယ် noun ဆိုရှင်ဓာတ်ဖြုတ်ပြီးတော့ no ပဲဟုတ်ပြီနော်ဟာစုတဲ့ဖြစ်မှာတေးကြတယ်အဲ့တော့တာရှိကာနာ review ကအာရုခါတာသူကဘာလို့ဖြစ်မှသေးကြလဲလို့ပြောရလဲဆိုရင်တာရှိကာနာ review ရှိတာကြောင့်တာရှိကာနာ review ရှိတာကြောင့်ကိုပါမချီကိုင်းနာခုမမအောင်ဒီလိုဖြစ်မှာပဲလို့ပြောတာကျင်းသေးပေါ့မမအောင်မလွယ်ဒီလိုဖြစ်မှာပဲလို့ပြောတာဘာလို့လဲတာရှိကာနာ review ကအာရုခါတာရှေ့မှာတော့တေးကြတယ်အကြောင်းပြချက်ပါရမယ်ဟဲ့一起算一下ကြတော့ယမတာခွန်အေရှာနိရှိလျောအခုတဲခုတဲ့တာယမတာခွန်နဲ့အေရှာထံကိုဒီပါလဲဆိုရင်ဒီရှိလျောစားရစားတာနဲ့ကိုပို့ပြီးခဲ့ပြီလားはい昨日そこたつで出しましたからあそこでも明日には着くはずですအဲ့တော့ဟုတ်ကဲ့တဲ့မနေ့ကတဲ့အမြန်လျှော့ပို့နေပေါ့နော်ပို့ခဲ့တဲ့အတွက်ကြောင့်မို့လို့တဲ့ဒီနောက်ကြလဲပဲမနှက်ပြန်တော့တဲ့ရောက်မှတေးကြတယ်သူကအမြန်လျှော့ပို့နေပို့တာမနေ့ကအမြန်လျှော့ပို့နေပို့တယ်ဆိုတော့တေးကြတဲ့အရာကြီးပါတယ်ပေါ့နော်အဲ့ဒီအချက်ကြောင့်မို့လို့နောက်မှလဲမနှက်ပြန်တော့ရောက်မှတေးကြတယ်ဒီကကြတော့ right shoe set တာကိုခြံလို့မှာရဲချက်တဲ့トルコからのお客様なんだけどဆိုတော့လာမယ့်ဘက်မှာတဲ့set time ဆိုတာကဒီဧကန်ပွဲပေါ့နော်ဧကန်ပွဲကိုတဲ့ဒီတောင်းလုံးမတဲ့ချက်တဲ့ဆိုရင်တော့ဒီဖိတ်ရှင်ခံရလို့တဲ့တိုရုခိုကနေပြီးတော့မှဒီお客様お客様なんだけどတဲ့တိုရုခိုဆိုတာကဒီမျိုးပေါ့နော်တိုရုခိုကဒီお客様なんだけどဆိုတာကတိုရုခိုဆိုတဲ့မျိုးကနေပြီးတော့လေပေါ့နော်ဗါလဲဆိုရင်お客様ဧည့်သည်တွေလာမှာဧည့်သည်တွေလည်းပါမှာတဲ့တိုရုခိုဆိုတာကဟိုကတူရကီကိုပြောတာနော်ဆိုတော့ဒါမဲ့အပတ်ဧကန်ပွဲမှာဖိတ်ကြားခြင်းခံထားရလို့တဲ့ဒီတူရကူကဧည့်သည်တွေကလည်းလာမှာတဲ့ဒီအားကြတော့ကြာတာဆိုလို့ရှိရင်တဲ့တနာခဆန်ဒီတက်စတက်တဲ့မိုလာတာရာတို့တနာခဆန်ထံမှာဘာလို့မှလဲဆိုရင်ကိုညီတောင်းလိုက်ရင်ရောဘယ်လိုလဲတဲ့ဘာလို့လဲဆိုတော့တိုရုခိုနီယူကာကူစတေးတာခါရာအီရိုစတေးရိုဟာဆိုတာရောတဲ့ဆိုတော့တိုရုခိုပါပေါ့နော်ယူကာကူဆိုတာကကြတော့ဒီနိုင်ငံသားပညာတော်တင်သွားထားရဲ့အတွက်ကြောင့်မို့လို့တဲ့အမျိုးမျိုးဒီမှာသိကြတယ်တဲ့
စံကကြတော့တိုနာရီနော်ဥချိခါရဟန်နာဗလဲစင်ပိုတိုကဆိုလို့ရောတဲ့အနီးနာကအိမ်ကနေပြီးတော့မှဒီထူးဆန်းတဲ့ပေါ့နော်ထူးဆန်းတဲ့အတန်လေးကြားရတယ်ဒီမှာတယ်မို့အင်းနိုင်ဟာဆိုနာဟောဒီအခုလည်းဘယ်သူမှလည်းမရှိပဲနဲ့နော်အခုဘယ်သူမှလည်းမရှိပဲနဲ့အတန်လေးကိုကြားရတယ်ဘယ်သူမှမရှိတာဟာဆိုတော့ဒီတေးကြရဲ့သားနဲ့အတန်လေးကြားနေရတယ်ဟဲ့အားဆိုလို့ရှိရင်ရတဲ့မီယောလေးတွေနဲ့ချက်ခုလေးတွေပြရမှာပါအောင်ခန်းလျှောက် time ကမှာခန်းလျှောက်ပြီးပြီเนาะ